အီရန်နိုင်ငံဥရှောင်းတေဆုံးခဲ့တဲ့တိုက်ခိုက်မှုဟာအများထင်ခဲ့တယ်လို့ညအချိန်မှာမဟုတ်ပဲနေ့ချိန်မနက်ခင်းပိုင်းမှာဖြစ်ပွားခဲ့တာပါဒီလိုတိုက်ရတဲ့အကြောင်းရင်းကတော့အမေရိကန်နဲ့အစ္စရေးဟာနိုင်ပိုင်းအလိုမှာရခဲ့တဲ့အရေးကြီးထောက်လှမ်းရေးအချက်လက်တွေကိုကောင်းကောင်းအသုံးချဖို့ဆုံးဖြတ်ခဲ့ကြတာကြောင့်ပါအီရန်ကအရေးကြီးထိပ်တိုင်းပုဂ္ဂိုလ်တွေတွေ့ဆုံနိုင်မဲ့အခွင့်အလမ်းအချိန်ခါကိုလာပေါင်းများစွာသူတို့စောင့်ကြည့်နေခဲ့ကြပြီးအီရန်ဥဆောင်ခေါင်းဆောင်အာလီခါမီနီတလောက်စနေနေ့နံနက်ခင်းမှာတီဟီယန်မြို့လေကခြံဝင်လေးရှိနေလိမ့်မယ်ဆိုတာကိုသူတို့သိခဲ့ကြပါတယ်တချိန်တည်းမှာတခြားစစ်ဘက်နဲ့ထောက်လှမ်းရေးအကြီးပိုင်းပုဂ္ဂိုလ်တွေတွေ့ဆုံနေတဲ့နေရာကိုလေသူတို့ကအတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်အမေရိကန်နဲ့အစ္စရေးလူဟာအီရန်ခေါင်းဆောင်ရဲ့အသွာအလာကိုစောင့်ကြည့်နေခဲ့ကြတာလားလေချီကြပါပြီဘလိုနီလန်တွေကိုတုံးပြီးသူတို့ထောက်လှမ်းခဲ့လေဆိုတာအမေရိကန်ဘက်ကရှုပ်ဝက်ထားစေဖြစ်ပါတယ်ဒါပေမဲ့သမ္မတဒေါ်နယ်ထရန့်ကလူမှုကွန်ရက်မှာရေးခဲ့တဲ့ post ကတော့အမေရိကန်ဘက်ကထောက်လှမ်းခဲ့တဲ့နီလန်တွေကိုအရေးအမြတ်ပြသပါတယ်သူဟာကျွန်တော်တို့ရဲ့ထောက်လှမ်းရေးနဲ့အင်မတန်နီးပညာမြင့်တဲ့ခြေရာခံစနစ်တွေကိုရှောင်လွှဲဖို့ရမထစ်နိုင်ခဲ့ဘူးလို့ထရန့်ကရေးပါတယ်ဒါဟာလူပုဂ္ဂိုလ်သတင်းပေးတွေကနေသတင်းပို့တာဖြစ်နိုင်ပေမဲ့အီရန်ကလူပုဂ္ဂိုလ်တွေကိုနီးပညာအရာခြေရာခံတာတွေဖြစ်နိုင်ခြေပိုများတယ်လို့ဆိုကြပါတယ်ပြီးခဲ့တဲ့ဇွန်လတုန်းကဖြစ်သွားခဲ့တဲ့12ရက်ကြာစစ်ပွဲအတွင်းအစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ဆက်ဆက်နေတဲ့သိပ္ပံပညာရှင်တွေနဲ့အရာရှိတွေကိုဖြစ်မှတ်ထားခဲ့ပြီးလူပုဂ္ဂိုလ်တွေရဲ့တွာလာမှုကိုသိရှိနားလည်ဖို့ဆက်သွယ်ရေးနဲ့မိုဘိုင်းဖုန်းစနစ်တွေကိုထိုးဖောက်ဝင်ရောက်အသုံးပြုခဲ့တယ်လို့သတင်းဒီမှာဖော်ပြထားပါတယ်။အဲ့ဒီထဲမှာတခါတလေမှာအီရန်အကြီးပိုင်းအရာရှိတွေအတွက်လုံခြုံရေးယူပေးတဲ့ကိုရန်တော်တွေရဲ့တွာလာလှုပ်ရှားမှုကိုခြေရာခံတာနဲ့ပါဝင်ပါတယ်။ဒီလိုလှုပ်ရှားမှုတွေဟာရေရှည်မှာဘာလုပ်ဖို့ရှိတယ်ဆိုတာကိုကြိုတင်ခံမှန်းသိနာလည်နိုင်ပြီးလုံခြုံရေးအားကိုမြင်နိုင်ဖို့ပုံစံတစ်ခုထွက်လာအောင်အထောက်အကူဖြစ်စီပါတယ်။ထိပ်တန်းခေါင်းဆောင်ကြီးဟာရန်သူတွေရဲ့ပစ်မှတ်ထဲရောင်နေမှန်တိထားတဲ့အီရန်အတွက်ဒီကာလာတွေအတွင်းဒီအားနည်းချက်တွေကိုဖော်ထွက်ဖြေရှင်းဖို့ပြတ်ကွက်ခဲ့တာဟာအီရန်လုံခြုံရေးနဲ့တန်ပြန်ထောက်လှမ်းရေးအတွက်ကြီးမားတဲ့ချို့ယွင်းချက်ကိုပြတာပါတယ်။တစ်ဖက်မှာလည်းဒါဟာခြေရာခံနီလန်တစ်တီရှာဖွေဖို့အစ္စရေးနဲ့အမေရိကန်တို့ရဲ့နီလန်တွေကိုဆက်လက်ပြောင်းလဲလိုက်လော်ညီတွေထစ်အောင်လုပ်နိုင်စွမ်းကိုညွှန်ပြနေပါတယ်။နေခင်းဘက်တိုက်ခိုက်ခံနိုင်ခြင်းနေပါလိမ့်မယ်လို့လည်းအီရန်ဘက်ကအတွက်စားထားခဲ့တာလည်းထင်နိုင်ပါတယ်။ဒီကိစ္စမှာထောက်လှမ်းရေးသတင်းချက်လက်ဟာ CIA လာတာဖြစ်ပေမဲ့တကယ်စစ်စင်ရေးဆောင်ရွက်ဖို့တော့အစ္စရေးကိုလဲပြောင်းပေးရခဲ့တယ်လို့ New York Times သတင်းစာမှာဖော်ပြထားတာပါ။အစ္စရေးကခေါင်းဆောင်ပိုင်းပစ်မှတ်တွေကိုတိုက်ဖိုက်ဖို့အာရုံစိုက်ပြီးအမေရိကန်ကတော့စစ်ပတ်ဆိုင်ရာပစ်မှတ်တွေကိုပုံမအာရုံစိုက်တဲ့တာဝန်ခွဲဝေမှုမျိုးရှိနေတယ်ဆိုတဲ့အရေးအယောင်တွေတွေ့ရပါတယ်။အဓိကအချက်ကတော့ဒီထောက်လှမ်းရေးသတင်းကြောင့်တာဝေးပစ်တုံးကြီးတို့ပြလွတ်နိုင်တဲ့တိုက်လေရင်တွေကိုတုံးပြီးတိုက်ခိုက်ဖို့စီစဉ်နိုင်လောက်အောင်ထိတ်တန်းခေါင်းဆောင်တဲ့တခြားအရာရှိတွေရတွာလာမှုကြောင့်ကြိုတင်တည်ရှိနိုင်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။အခုတိုက်ခိုက်မှုအထက်ကြိုတင်စီစဉ်ခဲ့လာကိုကြည့်ရင်ခေါင်းဆောင်ပိုင်းကိုရည်ရွယ်ပြီးတစ်ကြိမ်နဲ့တိုက်တာထက်အခွင့်အရေးရတဲ့အချိန်အပိုင်းခြားတွင်မှလက်ဦးမှုယူနိုင်ဖို့ရှေ့ဆက်လုပ်ခဲ့တာလို့မြင်နိုင်ပါတယ်။အစ္စရေးဂျက်တိုက်လေရင်တွေဟာတီဟီဒန်ကိုရောက်ဖို့နှစ်နာရီလောက်ကြာနိုင်ပါတယ်။ဒါပေမဲ့အစ္စရေးဟာသူတို့ရဲ့လက်နက်ခဲယမ်းတွေကိုဘလောက်အကွာအဝေးကနေပစ်ခတ်ခဲ့တယ်ဆိုတာမျိုးတော့ရှင်းရှင်းလင်းလင်းမသိရပါဘူး။ဆုံးဖြတ်ချက်ချမလိုက်ချိန်မှာအစ္စရေးဂျက်တိုက်လေယာဉ်တွေဟာဘုံအလုံး30ကိုအသုံးပြုပြီးတီဟီဒန်မြို့ကခါမီနီမြို့လက်ချန်ဝင်းကိုဒေတာစံတော်ချိန်မနက်9:40ဝန်းကျင်မှာတိုက်ခိုက်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့အီရန်ထိပ်တန်းခေါင်းဆောင်ဟာသူ့အတွက်အကာအကွယ်ယူဖို့ချန်ဝင်းထဲကမြေအောက်ဘန်ကာတစ်ခုကိုအသုံးပြုနေခဲ့ပုံပေါ်ပါတယ်။သတင်းတွေမှာတော့အဲ့ဒီဘန်ကာဟာအီရန်အုပ်စိုးတို့တွေအတွက်သုံးတဲ့ဘန်ကာလောက်မြေအောက်အနက်ပိုင်းမှာမရှိဘူးလို့လည်းဆိုပါတယ်။ပစ်မှတ်ကိုတေချာပေါက်ထီအောင်နက်နက်ရှိုင်းရှိုင်းထိုးပေါက်ဝင်းရောက်နိုင်ဖို့ဆိုရင်ဖောက်ခွဲအားပြင်းတဲ့ခဲယမ်းတွေအမြောက်အများလိုအပ်ပါတယ်။အီရန်မြို့တော်ကအခြားနေရာတွေလည်းပစ်မှတ်ထားခဲ့ရပြီးသမတမာဆွတ်ပီဆက်စကီယန်အယုံခံလည်းတိုက်ခိုက်ခံရတဲ့အထဲပါဝင်ပါတယ်။သူကနောက်ပိုင်းမှာကြီးညာချက်တစ်ဆောင်ထုတ်ပြန်ပြီးသူဘေးကိန်းချောင်းဖျောက်ချခဲ့ပါတယ်။အစ္စရေးကတေဆုံးသူတွေထဲမှာအီရန်ကာကွယ်ရေးကောင်စီအတွင်းရေးမှူးအာလီရှမ်ခါနီကာကွယ်ရေးဝန်ကြီးဗိုလ်မှူးချုပ်အက်ဆစ်နာဇီစာတွေနဲ့ IRGC တမိုးဗိုလ်ချုပ်မိုဟာမက်ပပိုဘူးအပါအဝင်အီရန်ကာကွယ်ရေးအကြီးတန်းအရာရှိခုနှစ်ရဲ့အမည်တွေကိုဖော်ပြခဲ့ပါတယ်။တိုက်ခိုက်မှုဟာခါမီနီရဲ့နေအိမ်ဝင်းကိုလုံးဝပျက်စီးသွားစေခဲ့တာကြောင့်သူနဲ့အတူရှိနေတဲ့မိသားစုဝင်တွေပါထိခိုက်ခဲ့ရပါတယ်။အီရန်နိုင်ငံပိုင် Fast News Agency ရဲ့အတည်ပြုချက်အရခါမီနီရဲ့သမီးတမက်မြေတဦးနဲ့ချွေးမဖြစ်သူတို့လည်းဒီတိုက်ခိုက်မှုအတွင်းမှာပဲတည်ဆုံသွားခဲ့ကြပါတယ်။ဒါဒီမကားသေးပါဘူး။ခါမီနီရဲ့ဇနီးဖြစ်သူမန်ဆူရီခိုဂက်စတဲဘာဂါဇာဒေးဟာလည်းရရှိခဲ့တဲ့တန်ရာတွေနဲ့မတ်လ2ရက်နေ့မှာထပ်မံကွယ်လွန်သွားခဲ့ပြန်ပါတယ်။ဂျက်တိုက်လီယန်တွေပုံကျဲတိုက်ခိုက်ချိန်မှာအမေရိကန်ပြည်ထောင်စုဖလော်ရီဒါပြည်နယ်မှာတော့ညပိုင်းပဲရှိနေပါတယ်။သမ္မတထရမ့်ဟာမာရာလာကိုဆန်အိမ်မှာသူ့ရဲ့ထိပ်တန်းအရာရှိကြီးတွေနဲ့အတူစုဝေးကညာတန်းခေါင်ချိန်မှာအခြေအနေကိုစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာအီရန်အစိုးရကခါမီနီတေဆုံးမှုကိုငင်းဆိုဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့အစ္စရေးဝန်ကြီးချုပ်နေတန်ဂျာဟုက
ခါမေနီတေဆိုးသွားမိထီကြောင့်အရေးအမွေပြောကြခဲ့တယ်လို့ဒေါ်နယ်ထရမ့်ကလည်း၎င်းရဲ့ Truth Social မှာခါမေနီတေဆုံးသွားပြီလို့တရားဝင်ရေးသားခဲ့ပါတယ်ထရမ့်ကခါမေနီကိုတမိုင်းမှာအဆိုးဆုံးလူတွေထဲကတစ်ယောက်လို့တောင်သုံးလုံးဖြိုးဆိုခဲ့တာပါနောက်ဆုံးမှာတော့မက်လာတရက်နေ့အစောပိုင်းမှာအီရန်နိုင်ငံပိုင်မီဒီယာတွေကခါမေနီတေဆုံးသွားပြီသူကြောင့်တရားဝင်ကြေညာခဲ့ရပြီးနိုင်ငံတော်ဝမ်းနည်းချိန်40ရက်သတ်မှတ်ခဲ့ပါတယ်ဒီလောက်ကျန်မှုမှာစိတ်ဝင်စားဖို့အကောင်းဆုံးတစ်ချက်ကတော့စစ်ရေးအရာတိုက်ခိုက်ရုံတွေမကပဲတမိုင်းတလောက်အကြီးမားဆုံးစိုက်ဘာတိုက်ခိုက်မှုကိုပါတွဲလုပ်ခဲ့တာပါအီရန်နိုင်ငံသား9သန်းကျော်သုံးနေတဲ့ဘယ်ရီစာဘာဆိုတဲ့ဝိပင်းစုတောင်းမှုဆိုင်ရာကလင်ဒါ app ကို hack လုပ်ပြီးအီရန်စစ်သားတွေနဲ့ပြည်သူတွေကို၎င်းတို့အစိုးရအားစန့်ကျင်တော်လှန်ဖို့ message တွေပို့ခဲ့ပါတယ်အကူအညီတွေရောက်လာပြီးအစိုးရကိုဖျောက်ချဖို့အချင်းတန်းပြီးဆိုတဲ့စာသားတွေနဲ့အီရန်ပြည်သူတွေကိုစိတ်သက်စစ်စင်ရေးလုပ်ခဲ့တာပါဒီတဲ့ကြောင့်အီရန်တနိုင်ငံလုံးနှိပါအင်တာနက်ပြတ်တောက်သွားခဲ့ပြီး60နာရီကျော်ကြာအောင်ကမ္ဘာနဲ့အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်ခါမေနီတေဆုံးတဲ့သတင်းထွက်ပေါ်လာတဲ့အခါဒီဟီရမ်မြို့လိုင်းမာပေါ်မှာအီရန်ပြည်သူအချို့ဟာပျော်ပွဲရွှင်ပွဲတွေလုပ်ခဲ့ကြပါတယ်ဒါပေမဲ့အီရန်လုံခြုံရေးတပ်ဖွဲ့တွေကချက်ချင်းဆိုသလိုအဲ့ဒီလူတွေကိုပိတ်ခတ်နေခဲ့ကြကြောင်းသွေးထွက်တန်ညိုမှုတွေဖြစ်ခဲ့ရပါသေးတယ်။တစ်ဖက်မှာလည်းအီရန်အစိုးရကိုထောက်ခံသူတွေကတော့အမေရိကန်နဲ့အစ္စရေးကိုစန့်ကျင်ကန့်ကွက်ဖွဲ့တွေပြုလုပ်ခဲ့ကြပါတယ်။ အီရန်ဟာထိတ်တန့်ခေါင်းဆောင်ကြီးတေဆုံးကြောင်းအတည်ပြုတဲ့သတင်းထုတ်ဖို့နာအီပေါင်းများစွာအချိန်ယူခဲ့ရပါတယ် ဒါပေမဲ့ဒီဖြစ်နိုင်ခြေအတွက်အီရန်ကကျူးတင်ပြင်ဆင်ထားခဲ့ပုံရပါတယ်။ဘာကြောင့်လဲဆိုရင်ထိတ်တန်းခေါင်းဆောင်ကြီးနေရာတင်မကအကြီးတန်းအရာရှိအများပြားရဲ့နေရာတွေမှာပါဆက်ခံရေးအစီအစဉ်တွေချမှတ်ထားတယ်လို့တတိနေမှာဖော်ပြထားပါတယ်။ဒါကြောင့်ဒီလောက်ကျန်သက်ဖြတ်မှုကဒီပရိပက္ခရဲ့လမ်းကြောင်းအတွက်ဘာအတိပယ်တက်ရောက်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းမသိရသေးပါဘူး အလီခါမေနီတေဆုံးသွားပြီးနောက်မှာတော့အီရန်မှာ Interim Leadership Council ဆိုတာကိုဖွဲ့စည်းခဲ့ပါတယ်ဒီလုတ်ကြံမှုဟာအီရန်နိုင်ငံအတွက်ဆယ်စုနှစ်များစွာအတွင်းအကြီးမားဆုံးထိုးနှက်ချက်ဖြစ်ပြီးအရှေ့အလယ်ပိုင်းမှာစစ်မီးကိုပိုမိုပြင်းထန်စေခဲ့ပါတယ်ဒါပေမဲ့ဒီစစ်ပွဲကဘလောက်အထိကြာမလဲအီရန်မှာတကယ်ပဲအစိုးရအပြောင်းလဲဖြစ်သွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ့်ကိစ္စပဲဖြစ်ပါလေဗျာ